short tarot page ကနေကြိုဆိုလိုက်ပါတယ်ဒီမှာဆိုရင် weekly reading လေးကိုဒီ podcast လေးမှာအမြဲလို့ပေါ့နော် randomly ထည့်ပေးသွားပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကတော့ရှေ့ပတ်ပေါ့နော်ဟိုဖတ်တဲ့အချိန်ပဲအချိန်ရမှာဆိုရှေ့ပတ်ကြုံရမယ်အရာလေးတွေသိရအောင်ဘာလေးတွေကြုံရဖို့ရှိမလဲ future general reading လေးကိုစပြီးဖတ်ပေးမယ်ပေါ့နော်အခုဒီနေ့တင်မဲ့ရက်ကတော့16ရက်နေ့ဖြစ်တာကြောင့်နောက်ပတ်ဆိုတော့23ရက်နေ့ထိကျုံဝင်မှာပေါ့နော်မတ်လ23ရက်ထိကျုံပင်ဝင်ပါမယ်ပုံလေးကတော့ဒီပုံ3ပုံလေးကနေရွေးပါနံပါတ်1 2 3ဆင်လိုက်ပဲပေါ့နော်အဲ့တော့ကိုယ်စိတ်ထဲမှာရှိတဲ့မေးခွန်းတွေသိချင်တဲ့အရာတွေဒါတွေကိုမှန်းပြီးတော့မှကိုသိချင်တဲ့အရာကိုတွေးပြီးတဲ့ခြားလေးအာရုံပြုပြီးရွေးပါလှတာမရွေးပါနဲ့ပေါ့နော် Okay အဲ့တော့ reading လေးစလိုက်ရအောင်Okay ဒီဟာလေးကတော့ group number 1အတွက်ပါ group number 1အတွက်16ရက် March လကနေ23ရက် March လအထိပေါ့နော်။ဘာလေးတွေကြုံတွေ့ရဖို့ရှိမလဲ general pick a card လေးစဖတ်မယ်နော် Okay အဲ့တော့ group number 1အတွက်ကတော့ဒီမှာကြည့်ရတဲ့လောက်ကတော့ကိုယ်စိတ်ထဲမှာပူပန်ကြောင်းချမှုတွေနည်းနည်းများနေတယ်။ပူပန်ကြောင်းချစရာရှိတဲ့ကိစ္စလေးတွေမှာကိုယ့်ဘက်ကနေတတ်နိုင်ဆိုကိုလုံနိုင်တဲ့အရာကိုလုံမလုံနိုင်တဲ့အရာ control မလုံနိုင်တဲ့အရာဆိုလက်ကိုလုံဖို့သင်ယူရပါလိမ့်မယ်အဲ့လိုလုံမှလည်းစိတ်ကနည်းနည်းအေးချမ်းလာမယ်အခါကျမှကိုလုံသမျှကင်သမျှကိစ္စဟိုအဆင်ပြေမယ်အဲ့လိုမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စိတ်ပူနေတဲ့ပူပန်နေရတဲ့ကိစ္စအပေါ်မှာဆုံးဖြတ်ချက်မချနိုင်တာတွေစိတ်ကဟိုရောက်တို့လို့ဒီရောက်တို့လို့အဲ့လိုမျိုးပေါ့နော်မရေးမရလေးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့ပူပန်ကြောင်းကြမှုတွေစိုးရိမ်မှုတွေများလို့ပေါ့နော်ဒီကတော့ကိုယ်စိတ်နဲ့ကိုယ်ဖြစ်တဲ့အရာလေးတွေတွေ့ရတယ်ကိုယ့်အကူအညီပေးမဲ့လူဝါစာပေးမဲ့လူမျိုးသမီးတွေ့နိုင်တယ်ကြုံနိုင်တယ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီလူမှုရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်တကူကူဆိုကူညီပေးမဲ့သူတွေ့ရတတ်တယ်တချို့လူတွေအတွက်နေရအပြောင်းရွှေ့တော်၎င်းစိတ်အနှောက်ယှက်ပြရတာတော့၎င်းဒါမျိုးလေးတွေရှိနိုင်တယ်ဒါပေမဲ့လို့ကိုလိုချင်တဲ့အရာခုနပြောတဲ့စိတ်ပူပန်နေတဲ့အရာတွေကဒီဘက်ထဲမှာပြေးဝမယ်အထမြောက်မယ်ဖြည်းဖြည်းချင်းတော့သွားလိမ့်မယ်စိတ်တော်ရှည်မှတော့ရမယ်ပေါ့နော်ဒါပေမဲ့ကိုလုံးသမျှကံကြမ္မာကိစ္စတွေကကိုယ့်ဘက်ကနေပြီးတော့ positive thinking လေးတွေတွေးအကောင်းဘက်ကိုတွေးပြီးတော့မှလှုပ်ဆောင်မှာအဲ့ဒါဆိုပို့ပြီးအဆင်ပြေလာမယ်ပို့ပြီးတော့ကိုမှန်းဆထားတဲ့အချိန်ထက်ပိုမြန်လာနိုင်တယ်ပေါ့နော်အဲ့တော့အမျိုးသမီးကံအရန်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်အမေတို့အတော်တို့ဒါမျိုးတွေကလည်းကိုစီကိုအကျိုးပေးတတ်တယ်သူတို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေကြေးရတော့၎င်းဒါမှမဟုတ်လည်းအလုပ်ထဲမှာဆိုလည်းကိုယ့်ရဲ့စီနီယာတော့၎င်းဒါမျိုးတွေကကိုကူညီမဆောင်ရှောက်တတ်တယ်ပေါ့နော်အဲ့တော့နေရာပြောင်းရွှေ့ရှိနေတဲ့လူတွေအတွက်ကကြတော့ဒီဘက်ထဲမှာနည်းနည်းစိတ်ကိုတိတ်ချလေးဆုံးဖြတ်ချက်ပြပြတသားချမှာတော့ဖြစ်မယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုယ့်ကိုထပ်ပြီးတော့ခွင့်ရေးကောင်းတဲ့အရာမျိုးကောင်းတဲ့အရာတစ်ခုအသစ်မျိုးလာပေးတတ်တယ်ရလာတတ်တယ်အခါကျရင်အဲ့အသစ်ကိုကဆက်ဆချင်းမှာတိတ်သဘောမကျနေတာမျိုးမစင်စားသေးဘူးမလိုချင်ဘူးဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ဒါပေမဲ့လို့စကောင်းရေးထားပြီးဆုံးဖြတ်ပါအတိကပူပန်ကြောင်းကြမှုများတာလေးတွေဒီဘက်ထဲမှာတဖြည်းဖြည်းနဲ့ရှေ့ဘက်ထဲမှာယော့နေလာလိမ့်မယ်ပေါ့နော်ကိုယ့်ဘက်ကလည်းပြင်နိုင်လို့ရှင်ဘာသာတရားလောက်တာတရားထိုင်တာအဓိကစိတ်နေအောင်လို့နည်းနည်းလေးကြင်ကြံပေးပေါ့နော်အားဆိုတော့ပို့ပြီးတော့အဆင်ပြေလာပြီးတော့ရရတိုင်းကိုကရှင်းရှင်းလင်းလင်းသိတာပါလိမ့်မယ်နော်ဒီဘက်ထဲမှာအဲ့တော့ number 1 see you in the next card reading ပေါ့နော် bye bye Okay အဲ့တော့ group number 2လေးဆက်ကြည့်ပါမယ်เนาะ group number 2အတွက်လည်း16ရက်နေ့ March လ16ရက်နေ့ကနေ March လ23ရက်အတွင်းပေါ့เนาะဗာလေးတွေပြောင်းလဲလေးတွေရှိမလဲเนาะ January တင်လေးစဖတ်ပါမယ် Okay group number 2အတွက်ကကြတော့ဒီအပတ်ထဲမှာပျော်ရွှင်စရာကိစ္စလေးတွေကြုံရမယ်အထူးသဖြင့်စောင့်မျှော်နေတဲ့သတင်းစကားတော့မဟုတ်စောင့်မျှော်နေတဲ့အရာစိတ်ဆန္ဒနဲ့ပတ်သက်ပြီးတော့စောင့်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပြေဝလာမယ်social gathering တွေလည်းတွေ့ရတယ်ဒီဘက်ထဲမှာပေါ့နော်ပြောစရာရွှင်စရာ celebration လုပ်စရာကိစ္စလေးတွေပေါ်လာမယ်တခုရှိတာအလောက်ကလည်းနည်းနည်းများမယ်အချိန်ပေါ့နော်အလောက်ကလည်းများတယ်ဒီချိန်မှာခိုင်ရံမဖြစ်ပွားဖို့နည်းတည်းထားဘာလို့လဲဆိုတော့ခိုင်ရံစပြီးဖြစ်ပွားလိုက်ပြီးဆိုတာနဲ့ကိုယ့်ရဲ့ဒေါသကိုမထိန်နိုင်တာပြောမှဆိုမှရှိတတ်တာဒါမျိုးလေးတွေတော့တတိထားလိမ့်မယ်ဒီဘက်ထဲမှာ
ဒါပေမဲ့အလုပ်ကတော့သူနဲ့သူအဆင်ပြေမဲ့သဘောလေးရောတွေ့တယ်ငွေရေးကြေးရနည်းနည်းလေးကြက်တဲ့ဆိုတာထက်ကိုယ့်ဘက်ကမစုနိုင်မှုနည်းနည်းစိတ်ပြတ်တာမျိုးလေးတွေစိတ်ညစ်တာမျိုးလေးတွေတော့ရှိတတ်တယ်ငွေရေးကြေးအသုံးဆွဲလေးနည်းနည်းသတိထားချော့ရေးကြောင့်လူမှုရေးကိစ္စတွေမှာကိုယ့်ဘက်ကနေပြီးတော့ကို insecure ဖြစ်တဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းရလိမ့်မယ်ပေါ့နော်ထိတ်တိုင်ရင်ဆိုင်ပြီးတော့ဖြေရှင်းရတတ်တယ်ပြဿနာလေးတွေကိုပြောပြပြီးတော့ဆွေးနွေးရညှိနှိုင်းရတတ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုရှိတာကဒီဘတ်ထဲမှာ group number 2ကအပြောင်းလဲကြီးကြီးမားမားတစ်ခုကိုဘဝတွေဝင်ရောက်လာမယ်အဲ့ဒီရနဲ့ပတ်သက်ပြီးတော့ကိုကမမျှော်လင့်ထားဘဲနဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်စိတ်ရှုပ်စရာလေးတွေတွေ့ရတတ်တယ်နော်စိတ်ညစ်ကာတာလေးတွေအဲ့လိုမျိုးစိတ်နှောက်ယှက်ဖြစ်စရာလေးပေါ့နော်အဲ့ဒါမျိုးတွေတော့အနည်းနဲ့အများတယောက်နဲ့တယောက်တော့မတူဘူးလို့လေးတွေကြုံရတာပို့တွေ့ရတယ်ဒါပေမဲ့အပြောင်းလဲဆိုလို့လည်းမကောင်းတဲ့အပြောင်းလဲလို့မပြောလို့မရဘူးဘာလို့လဲဆိုတော့ဖြစ်သင့်ဖြစ်တိုက်တဲ့အချိန်ကြပြီဆိုတော့အရာမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အပြောင်းလဲပေါ့နော် Okay see you in the next card reading bye bye Okay အဲ့တော့ဒီတစ်ခါတော့ group number 3အတွက်စာဖတ်ပါမယ် group number 3အတွက်လည်း March လ16ကနေပြီးတော့ March လ23ရက်နေ့အထိကျုံဝင်တယ်ပေါ့နော်ဒီကြားထဲမှာဗာလေးရုံတွေ့ရဖို့ရှိမလဲ generally စာဖတ်ပေးပါမယ် Okay အဲ့တော့ group number 3ကတော့ဒီလထဲမှာကောင်းသောအရာလေးတွေအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်နောက်တစ်ခုကငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတယ်โอเคဝါသနာပိုင်ထီတွေဘာတွေကန်ဆန့်ကြည့်ပါသူသမီးမိသားစုနဲ့ကန်ဆန့်တာကိုယ့်ရဲ့အမျိုးသားအိမ်တောင်ဘက်ရှင်လည်းအမျိုးသားနဲ့ကန်ဆန့်တာမျိုးသမီးနဲ့ကန်ဆန့်တာဒါမျိုးလေးတွေလုပ်ကြည့်ပါပေါ့နော်ဒီလာထဲမှာငွေရေးကြေးကန်ကောင်းတတ်တယ်โอเคတချို့တွေကကြတော့အိမ်ချမ်းမြေဆိုတာအိမ်ဝဲတာအိမ်ရောင်းတာဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားနေတယ်လို့ဆိုလဲအိမ်တွေပါလေရောင်းထွက်နိုင်တယ်เนาะနောက်တစ်ခုကကြတော့အဝင်တွေပါအိမ်ဝင်တွေပါဝဲမယ်ဆိုလို့ရှိရင်ကတော့ကောင်းတဲ့အချိန်ဆက်တွေရတတ်တယ်เนาะဒီလာထဲမှာဒီပတ်ထဲမှာနောက်တစ်ခုကကြတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကောင်းတယ်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုရေးရှိလုံနာမယ်အလုပ်မျိုးဝင်ငွေကောင်းတဲ့အလုပ်မျိုးဒီပတ်ထဲမှာအလုပ်တွေပါရှာနေရလို့ဆိုရင်တော့ဒါမျိုး offer လေးတွေရလာတယ်မရှာနေဘူးဆိုလဲကိုလာပြီး offer ကမ်းလှမ်းတာမျိုးအဲ့လိုခွင့်လန်းတွေလာပေးတာမျိုးရှိတတ်တယ်ဒီပတ်ထဲမှာကတော့ငွေကြေးကကန်ကောင်းနေတယ်ဒါပေမဲ့လို့ကိုနည်းနည်း queue site ပါကျမ်းမာရေးเนาะဒါမျိုးလေးတွေနည်းနည်း queue site ပေးလိုချင်တာတွေပါတယ်ရတော့ကိုကငွေကြေးကန်ကောင်းနေဖြစ်တဲ့အတွက်ကြောင့်ပြေးဝမယ်ဝယ်နိုင်သုံးနိုင်ဆွဲနိုင်အဲ့လိုမျိုးနေထားကိုချရဖို့ကိုရနိုင်တဲ့အနေထားကိုဝင်ဝင်ကိုသုံးနိုင်တဲ့အနေထားလေးအောင်တွေ့ရတယ်ချို့ရကြတော့လည်းကိုယ့်ရဲ့ဘဝမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားမျှော်မှန်းထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကိုကနောက်တစ်ချိန်ပြန်ပြီးစူးစမ်းဖို့အတွက်အခွင့်အရေးတွေရလာတတ်တယ်ကိုအိမ်မှာအကောင့်ထဲပေါ်ဖို့အတွက်ပေါ့နော်ဒါမျိုးလေးတွေခွင့်ရေးပေးလာလိမ့်မယ်ဒီဘက်ထဲမှာတက်နိုင်သလောက်ကိုကလူရွေးပေါင်းမှာဘာလို့လဲဆိုတော့လူရိုးကိုဘက်ကရိုးသားတယ်ဆိုရင်တော့ကိုလာပြီးတော့မမှန်မကန်အဲ့လိုမျိုးပေါ့နော်လှုပ်ချင်တဲ့လူအဲ့လိုလူလိမ်လူညာအဲ့လိုပုံစံမျိုး energy မျိုးတွေ့တယ်အဲ့တော့အဲ့လိုမျိုးလာပြီးဒုက္ခလာပေးတတ်တာလေးတော့နည်းနည်းသတိထားကိုယ့်ဘက်ကအဲ့လိုမျိုးတွေပေါ့နော်မယိုးမသားမပွင့်မလင်းရှိနေတာဆိုလို့ရှိရင်လည်းလူမှုရေးမှာနည်းနည်းလေးဒုက္ခလေးတွေရှိတတ်တယ်เนาะအဲ့ဒါလေးနည်းနည်းသတိထားနောက်တစ်ခုကကြတော့ကိုကနေပြီးတော့တခုခုအသက်စတင်ဖို့အတွက်ဒီဘက်ထဲမှာစူးစမ်းနေတာအလုပ်သက်စတာစီးပွားရေးအသက်စတာပညာရေးအသက်စတာဒါမျိုးတွေဆိုတတ်နိုင်တယ်လို့ကိုကနဲ့ကိုပဲကြိတ်ပြီးလုပ်ပါတိတ်ပြီးတော့သူများတွေအတိပေးတာတိတ်ပြီးကြွားဝါတာဒါမျိုးလည်းနည်းနည်းတတိတာဘာလို့လဲဆိုတော့သူများတွေတိလေကိုကိုလာပြီးတော့ပြိုင်ဆိုင်ပြီးတော့အဲ့လိုမျိုးပေါ့နော်ပြိုင်ဆိုင်တိုက်ခိုက်လေးတွေရှိတတ်တယ်အဲ့ဒါကြောင့်နည်းနည်းလေးကိုဘက်ကတတိထားကောင်းတဲ့ပျော်ရွှင်စရာကိစ္စကိုဘက်ကတခုခုပေါ့နော်ကောင်းတဲ့ဖော်မယ်ဆိုလဲကိုဘက်ကတိတ်ကလေးကျိတ်လို့ပါအဆင်ပြေသွားပြီးအထမြောက်သွားပြီးဆိုမှသာကိုကဝမ်းသာစရာတဲ့တင်းကိုမျှဝေတာပဲဖြစ်ဖြစ်ပြောပြတာဖြစ်ဖြစ်လုပ်ပေါ့နော်အဲ့ဒါဆိုပိုပြီးအဆင်ပြေလေးပါမယ်ရှင်ကဲပါတော့ဆဆရာ Q site ပါ group 3လဲ see you in the next card reading เนาะ bye bye